ကိုလိုနီခေတ်ကနာမည်ကျော်နိုင်စင်ကြီးတစ်လုံးအကြောင်းတင်ဆက်ပေးကြပါမယ်။အခုတည်းမန္တလေးလာရှိုးသွားလမ်းမကြီးပေါ်မှာတည်ရှိပြီးမြို့ရဲ့အထင်ကရတာဝါတစ်ခုအနေနဲ့အတိမတ်ပြုကြရတဲ့နိုင်စင်ကြီးပဲဖြစ်ပါတယ်။တခြားတော့မဟုတ်ပါဘူးဒုတိယအင်္ဂလန်လိုလူသိများတဲ့မေမျိုးတော့မဟုတ်ပြင်ဦးလင်မျိုးကပါစေတာဝါပဲဖြစ်ပါတယ်။အမြင့်85ပေရှိတာမို့ရှစ်တက်တိုက်တစ်လုံးစာအမြင့်ရှိပါတယ်။လေးဘက်လေးတန်းအသီးသီးကနေလမ်းမြင်နေရအောင်အချင်းလေးပေခွဲရှိတဲ့နိုင်လေးလုံးထည့်သွင်းထားပါတယ်။ညဘက်မှာရောင်စုံမီးတွေနဲ့တမျိုးလှပနေပြန်ပါတယ်။1936ခုနှစ်ကလေးကတည်ရှိနေတာဖြစ်တဲ့အတွက်နှစ်ပေါင်း90ရှိပြီလို့ဆိုရမှာပါ။အင်္ဂလိပ်ပြည်ရှင်ဂျော့ဘရင်ရဲ့နန်းဆန်သက်25နှစ်ပြည့်အတွက်ရည်ရွယ်ထုတ်လုပ်ထားတဲ့နိုင်ဖြစ်တာကြောင့်ကိုလိုနီခေတ်မှာအင်္ဂလိပ်တို့တမျက်တနှုတ်ထားခဲ့ရတဲ့ Clock Tower ကြီးပဲဖြစ်ပါတယ်။အခုထိလေသမိုင်းဆိုင်ရာအမွေအနှစ်တစ်ခုအနေနဲ့မင်းမျိုးသူမင်းမျိုးသားတွေရဲ့ဂုဏ်ယူစရာနိုင်စင်ကြီးဖြစ်လို့နေပါတယ်။